လူသားတွေရဲ့တေဆုံးခြင်းကိုပါဈေးကွက်တင်ပြီးစီးပွားရှာနေတဲ့ခေတ်သစ်ဇာပနာလုပ်ငန်းများလူလောကမှာခင်ဗျားတို့ကျွန်တော်တို့ဘလောက်ပဲဖြစ်ဖြစ်ဘလောက်ပဲပုံဘလို့မှရှောင်လွှဲလို့မရတဲ့အမှန်တရားတစ်ခုရှိတယ်ဗျအဲ့ဒါကတော့တည်ခြင်းတရားအချိန်တန်ရင်အားလုံးစီကိုဒန်းတူညီမျှရှောက်လာတာမို့အချို့ကဒါကိုတရားမျှတဆုံးသဘောဝတရားလို့တင်စားကြတယ်ဒါပေမဲ့ခင်ဗျားတို့တည်ဆုံးသွားတဲ့အချိန်ခင်ဗျားတို့ရဲ့မိသားစုဝင်တွေရှင်ခွဲမတက်ငိုကြည့်နေရတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးတွင်းမှာပဲခင်ဗျားတို့ရဲ့အလောင်းကိုကြည့်ပြီးရှာတက်နေတဲ့စီးပွားရေးသမားစုရှိနေတာကိုသိကြရဲ့လားဗျဟုတ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းကတော့လူလောကရဲ့အမောင်ဆုံးခေတ်သစ်ဇာပနာလုပ်ငန်းများအကြောင်းပဲဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါ BN and Share Channel ကနေပြန်လည်ကြည့်စုလိုက်ပါတယ်စိတ်ဝင်စားတဲ့ကောင်းတဲ့မှုခွင့်အကြောင်းအရာတွေကိုဆက်လက်ရှာဖွေတင်ဆက်ပေးသွားပါမို့လို့ Channel လေးကို Like and Subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျဒါဖြစ် Let's go သူတို့ကခမည်းတော်ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုတစားကန်လုပ်ပြီးတည်ခြင်းတရားကိုဈေးကွက်တင်ရောင်းစားနေကြတာပါစေကူးထဲမှာခဏလောက်ပုံဖော်ကြည့်လိုက်ပါဗျခမည်းတော်ရဲ့အချစ်ဆုံးတူတယောက်မျက်စိရှိမှတင်အတက်ပြောက်သွားပြီးအိမ်တစ်ခုလုံးတောကောင်မီးတွေတောက်လောင်နေပြီးမျက်ရည်တွေဖြိုင်ကျနေချိန်ခမည်းတော်စီကိုကိုဝင်းကြီးအမဲဝတ်ထားတဲ့မျက်နှာတင်တဲ့လူတယောက်ရောက်လာလိမ့်မယ်သူကဇာပနာအကျိုးဆောင်ပါပေါ့သူရောက်လာတာကခမည်းတော်ကိုကူညီဖို့တဲ့ခမည်းတော်စီကရာတမြပတ်စံအကုန်စင်ညှစ်ထုတ်ဖို့ရောက်လာတာဆိုရင်ခမည်းဘလို့ခံစားရမလဲဖျောင်းတုံးကတော့ဇာပနာဆိုတာကွယ်လွန်သူတွေကိုဂိုပြုနှုတ်ဆက်တဲ့ကျန်းတူမိသားစုကိုဝိုင်းဝန်းကူညီကြတဲ့အများအကျိုးပြုလုပ်ငန်းတစ်ခုပေါ့ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဇာပနာလောကတစ်နှစ်ကိုဒေါ်လာဘီလီယံပေါင်းများစွာအမြတ်ထွက်နေတဲ့ corporation ကြီးတွေရဲ့လက်ဝဲကြီးရုပ်ဓမြတိုင်းမှုတစ်ခုဖြစ်နေပါပြီသူတို့ကခမည်းတော်ရဲ့ပူဆွေးမှုကိုငွေသားဖြစ်ပြောင်းလဲပြစ်နေတာဗျဇာပနာလုပ်ငန်းရှင်တွေရဲ့အဓိကအသက်သွေးကြောဟာခမည်းတော်ရဲ့ဝမ်းနည်းမှုနဲ့အဖြစ်ရှိတဲ့စိတ်ပဲဖြစ်ပါတယ်မိသားစုဝင်တယောက်ဆုံးသွားတဲ့အချိန်မှာကျန်းတူတွေကစိတ်ပိုင်းဆိုင်ရာရအားနည်းဆုံးဖြစ်နေတတ်ကြတာစင်ကြလုံးတရားတွေပျောက်ဆုံးပြီးတွေးတောစင်ကြင်နိုင်စံမရှိတော့ဘူးဗျအဲ့ဒီအချိန်မှာဇာပနာအကျိုးဆောင်တွေကခမည်းတော်ရဲ့အားနည်းချက်ကိုစိတ်ပညာနှီးရကောင်းကောင်းကြီးအတုံးချပါတော့တယ်သူတို့3ထားရှိတဲ့စကလုံးတွေကခမည်းတော်ရဲ့ရင်ဘတ်ထဲကိုဓာတ်နဲ့မှုန်းတလို့ပါပဲအငယ်ကြီးရဲ့နောက်ဆုံးခီးကိုဂုံတိတ်ကရှိပုတ်ဆက်ချင်တယ်မဟုတ်လားခမည်းဒီလောက်ပဲတန်မိုးရှိတဲ့ခေါင်းတလားကိုတုံးရင်တော့အငယ်ကြီးပေါ်ကျွေးမဆောက်ရှောက်ခဲ့တဲ့ဝတ်တရားမရှိတလို့တာသမီမပီသားတလို့ဖြစ်နေလိမ့်မယ်ဒါမတိမတာလူကိုတတ်နေတဲ့နီးပြူပါပဲဗျမိသားစုတွေကငါတို့ပတ်စံနေနေပဲတုံးလိုက်ရင်တော့လူတွေကငါတို့ကိုကဆေးနဲ့တယ်မြင်မလားကွယ်လွန်သူကိုငါတို့ကတကယ်မချစ်လို့လားဆိုတဲ့အပြစ်ရှိစိတ်ဝင်လာအောင်တုံးမချင်းခံရတာဗျနောက်ဆုံးတော့မတက်နိုင်တဲ့ဂျားကနေတင်းရနဲ့ချီတန်းတဲ့ဝန်ဆောင်မှုတွေကိုမယူရောညှက်ပက်ပြီးရောင်းချတာကိုခံလိုက်ရပါတော့တယ်ဒါဟာမြန်မာနိုင်ငံမှာဆိုရင်ကြီးလက်ဒေတာတွေမှာမရှိပေမဲ့မြို့ကြီးပြကြီးတွေမှာရှိနေခဲ့တယ်ဗျနိုင်ငံရဲ့ဂျာဒေတာမှာဆိုရင်တော့အဲ့ဒီလိုဖွဲ့စည်းကြီးတွေမြို့တိုင်းလိုမှာရှိနေခဲ့တာပါကမ္ဘာပေါ်မှာအတက်တင်အမြင့်ဆုံးရာခိုင်နှုန်းအမြင့်ဆုံးလုပ်ငန်းတွေကိုပြပါဆိုရင်ဇာပနာလုပ်ငန်းဟာထိဆုံးကပါဝင်တယ်ဗျဘာဖြစ်လို့လဲသိလားသုံးဆဲသူတွေကဈေးလျှော့ခွင့်ညှို့နှိုင်းခွင့်မရှိလို့ပါပဲခမည်းက TV ဝင်ဖုန်းဝင်ဆိုင်ဘက်ကြည့်ပြီးဈေးနှိုင်းလို့ကြတယ်ဒါပေမဲ့အလောင်းကြီးအိမ်မှာရှိနေတဲ့အချိန်မှာမိတူတူတယောက်ကမှဇာမနာ3-4ခုစီဖုံးဆက်ပြီးအလောင်းပြန်ကဘလောက်လဲဘသူကပိုတက်တာလဲဆိုပြီးဈေးပြစနစ်နဲ့လိုင်မမေးနိုင်ကြပါဘူးအဲ့ဒီရှင်ပြိုင်မှုမရှိတဲ့အခိုက်အတန့်ကိုပဲစီးပွားရေးသမားတွေကဓမြတိုက်ဖို့အတွက်အကွက်လိုက်ချကြတာဖြစ်ပါတယ်ဗျဇာမနာတစ်ခုမှဈေးကြီးဆုံးနဲ့အမြတ်အထွက်ဆုံးကုန်ပစ္စည်းကဘာလဲဆိုရင်ခေါင်းတလားပါပဲတာမန်အားဖြင့်တက်သားနဲ့လှုပ်ထားတဲ့ခေါင်းတလားတစ်ခုရဲ့ကုန်ကျစရိတ်ဒေါ်လာရာခိုင်နှုန်းရှိပေမဲ့ဇာပနာအိမ်ရောက်တဲ့ကအဲ့ဒီခေါင်းတလားဒေါ်လာထောင်ချီတောင်းချီဈေးပေါက်သွားတတ်ပါလေမြန်မာပြည်မှာဆိုရင်တော့3 သိန်းလောက်ရှိပေမဲ့ချမ်းသာတဲ့သူတွေတေဆုံးကြတဲ့အခါတင်းရာနဲ့ချီခေါင်းတလားဖြစ်သွားတယ်လို့ပါပဲဒီနေရာမှာသူတို့ကသုံးဆွဲသူတွေကိုလေလံလှည့်ပြတဲ့အကြီးမားဆုံးပြောက်ကတစ်ခုရှိပါတယ်အဲ့ဒါကတော့လေလုံးရေလုံးစနစ်ပါဝင်တော့ခေါင်းတလားဖြစ်ပါတယ်ဗျအယောင်းဝန်ထမ်းလို့ပွဲစားလို့ကောင်းတွေကခမည်းတော်ရဲ့စိတ်အားနေနေတဲ့အချိန်မှာအနားကိုရောက်လာပြီးအာချောင်ပါလိမ့်မယ်ဒီခေါင်းတလားကတော့ထူးပြီးလှုပ်ထားတဲ့ရဘာကွင်းပါဝင်လို့လေလဲမဝင်ဘူးရေလဲမဝင်ဘူးကွယ်လွန်သူရဲ့ရုပ်အလောင်းကိုမြေကြီးထဲမှာရှိမပုတ်မတိုးအောင်ပိုးမောတွေမဖြတ်စည်းနိုင်အောင်ကောက်ွယ်ပေးထားမှာပါဘာညာပေါ့ဒါဟာတာမန်လူတယောက်အတွက်တော့အရန်ကိုစာနာစရာကောင်းပြီးဝယ်တင်တယ်လို့ထင်စရာပါပဲဒါပေမဲ့အမှန်တရားကဘာလဲသိလားသိပ္ပံနည်းကျလေးလာချက်တွေကမြေကြီးထဲကိုရောက်သွားတဲ့ရုပ်လောင်းတစ်ခုအောင်တဘာအတိုင်းစူးမိသွားရမှာဖြစ်တယ်ဗျအကြွေခမည်းကအဲ့ဒီလေလုံးကြီးလုံးခေါင်းတလားထဲမှာအလောင်းကိုထည့်ပေးလိုက်မယ်ဆိုရင်အလောင်းကနေထွက်လာတဲ့တဘာဝတောင်းငွေတွေနဲ့အရှိတွေကအပြင်ကိုမထွက်နိုင်တော့ပဲခေါင်းတလားထဲမှာတင်ပိတ်မိနေပါလိမ့်မယ်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီတောင်းငွေဖိအားတွေကြောင့်ခေါင်းတလားအတွင်းကနေပေါက်ကွဲထွက်သွားတာမျိုးဒါမှမဟုတ်အလောင်းဟာအခြေတွေပြောပြီးကြောက်စရာကောင်းတဲ့အလောင်းကြီးတစ်ခုဖြစ်ပြောင်းလဲသွားတတ်ပါတယ်ဆိုလိုတာကအဲ့ဒီလေလုံးစနစ်ဆိုတာ
ကွယ်လွန်သူအတွက်ဘာမှမထူးခြားတဲ့အပြင်ပူတော်ဆိုးဝါးစေပါသေးတယ်ဒါပေမဲ့ဇာပနာလုပ်ငန်းကုမ္ပဏီတွေကတော့အဲ့ဒီပြောက်ွက်ကိုတုံးပြီးတာမန်ခေါင်းတလားတဲ့ဈေးနှုန်း၄စားကနေ၅စားအထိမြင့်တင်ရောင်းချပြီးအိတ်ကက်တဲ့ထည့်နေကြတာဗျနောက်ထပ်အဓိကငွေညစ်တဲ့အနေအရာတစ်ခုကတော့အလောင်းပြင်ကားနဲ့ဓာတ်ဆေးရည်တွင်းခြင်းပဲဗျအထူးသဖြင့်အနောက်နိုင်ငံတွေမှာဇာဝနာလုပ်ငန်းရှင်တွေရှုပ်လောင်းကိုဆေးရည်တွင်းမှုအတွက်မိသားစုဝင်တွေကိုနှီးမျိုးစုံနဲ့တိုက်တွန်းတက်ကြပါတယ်အချို့ဆိုရင်ဒါဥပဒေရမဖြစ်မနေလုပ်ရမယ့်အရာပါလို့အထိလိမ့်လည်ပြောဆိုတက်ကြပါတယ်မြန်မာနိုင်ငံမှာလည်းအဲ့ဒီလိုစာအုပ်တွေအများကြီးဗျတကယ်တော့ကမ္ဘာပေါ်မှာဘယ်နိုင်ငံဘယ်ပြည်နယ်မှာဥစ္စာရောဂါပြင်းထန်တဲ့အခြေအနေကလွှဲရင်အလောင်းတိုင်းကိုဆေးရည်တွင်းရမယ်လို့ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပါဘူးဆေးရည်တွင်းနေဆိုတာရှုပ်လောင်းကိုရပ်ပိုင်းမြယာယီအလှပြင်ထားဖို့အတွက်ပဲသုံးတာပါမြမြုပ်ပြီးရင်တော့အားလုံးဟာတူတူပါပဲဒါပေမဲ့သူတို့ကဒီချက်ကိုဖုံးကွယ်ထားပြီးဆေးရည်တွင်းကအလှပြင်ကမိတ်ကလိန်ကဆိုပြီးတစိမ့်မီတဆင့်ကိုညာစရိတ်တွေကိုမီနုကတ်ထဲမှာတိုးတိုးလောင်အောင်လုပ်ကြတယ်ဗျခမများတို့အနေနဲ့အလောင်းကိုဒီတိုင်းတဘာဝအတိုင်းလှုပ်ချင်ပါတယ်လို့ပြောရင်တော့အဲ့ဒီလိုဆိုရင်ကျွန်တော်တို့တိရစ္ဆာန်ရောအကောင်လို့ဒီတိုင်းထားလို့မရဘူးလေစီကံချက်တွေရှိတယ်ဆိုပြီးလူကိုအဆက်ခွဲတဲ့စကားလုံးတွေတုံးပြီးမရရအောင်ပတ်စံတောင်းခံလို့ရှိပါတယ်အသက်ရှင်နေတဲ့နှုန်းကအင်ချာမြေဈေးကြီးလို့ဒုက္ခရောက်ခဲ့ရတာမလောက်သေးဘူးဗျတည်သုံးသွားတဲ့အချိန်မှာလဲမိကတ်တော့ကော်ပိုရေးရှင်းကြီးတွေရဲ့ဓမြတိုင်းမှုကိုထပ်မံခံခဲ့ရပြန်ပါတယ်တည်ချင်းတရားကိုတော့လေလံဖြစ်ပြီးအရှက်မရှိစီးပွားရှာနေတဲ့ဒီကိကြီးထဲမှာကျွန်တော်တို့လူသားတွေရဲ့ဂုဏ်တိတ်ခါနဲ့တန်ဖိုးဟာဘယ်နေရာမှာကျင်းခက်လဲဆိုတာမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်များကိုခေါင်းမှာခြာရေးပေးခဲ့ကြပါဦးခင်ဗျနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲကြည့်နိုင်မှုအတွက် channel လေးကို like and subscribe ပြုလုပ်ပေးပြီးအသိမိတ်ဆွေတွေကိုလည်းမျှဝေပေးဖို့မေတ္တာရက်ခံပါရခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒါဖြင့်နောက်ဗီဒီယိုမှာထုတ်တွေ့ကြမယ် bye